တိုင်းကိုစီကိုအခွင့်အရေးများပြန်ရစေဖို့အစွမ်းထက်တဲ့နံပြင်းမကပြည်သူတွေတွေ့ကြိုးပမ်းခဲ့တာအရွယ်နဲ့မမျှပါတိုင်းပြည်အတွက်ကိုကြိုးစွတ်ချသူကဘာလဲဒီကကောင်းဆောင်မေသူပါမတမာတို့လူစုကလေအချင်းချုပ်ကျဲချုပ်ချကနမဝါပါတော့မေစုကိုလေဘယ်လိုပင်ချုပ်ထားကြစီတန်50ပြည်သူများကသာရဘရင်မတို့မေစုပဲလေလူတိုင်းကိုစီကိုအခွင့်အရေးများပြန်ရစေဖို့အစွမ်းထက်တဲ့နမယင်မကပြည်သူတွေအတွက်ကြိုးပမ်းခဲ့တာအရွယ်နဲ့မမျှပါတိုင်းပြည်အတွက်ကိုကြိုးဆိုရှာသူဘာလဲစီတဲ့ကောင်းဆောင်မေစုပါမတမာသူလူတစုကလေအချင်းချင်းအကျဲချုပ်ချကနမဝါပါတော့တို့အမေစုကိုလေဘယ်လိုရင်ထုတ်ထားကြပါစေတန်50ပြည်သူအဆိုထာဝရဘုရင်မတို့မေစုပဲအခုဆိုရင်လည်းမေမတမာလူမိုက်တစုကိုပြန်လဲကချိန်မုံကြတဲ့ကဘာနှငါတွေ့ခြင်းမောင်နှမတွေဒီမှာပြည်ကြီးငြိမ်းချမ်းမှုရနိုင်တဲ့တောင်းဝိုင်းလို့ကူကြတာသားတို့အမေစုပြန်လာရင်ခွတောင်းတီးတီကျူးလို့ရဲ့တောင်းအလံကိုလည်းမှုပြန်အောင်လွှင့်မယ်အမေပြန်ရင်စင်သစ်ဖြစ်အောင်အမေကောင်းဖြစ်ပန်းပန်းမို့တွေ့တောင်းအလံတွေနဲ့လွှင့်ငါဆောင်နေမယ်မေပြောတဲ့အမှားသားတွေမေသိချစ်တဲ့မြမသူကြီးကိုတောင်းတဲကိုတော့ပြန်ရောက်ခမခွတောင်းသွေးတွေပဲတော့နေတာဒီရုံကိုစံပြလို့ရဲ့နေတဲ့သက်တီတွေပြမယ်ခွတောင်းသွေးတွေတော့နေတာတီအောင်ကျွန်တော်တော့ပြကြမယ်လူတိုင်းကိုစီကိုအခွင့်အရေးများပြန်ရစေဖို့အစွမ်းထက်တဲ့နမယင်မကပြည်သူတွေအတွက်ကြိုးပမ်းခဲ့တာအရွယ်နဲ့မမျှပါတိုင်းပြည်အတွက်ကိုကြိုးဆိုရှာသူဘာလဲစီတဲ့ကောင်းဆောင်မေစုပါမတမာလူတစုကလည်းအချင်းချုပ်ကျဲချုပ်ချကနမဝါပါတော့မေစုကိုလေပင်ချုပ်ထားကြစေတန်50ပြည်သူများကသာရမြေမတို့မေစုပဲလေအခုဆိုရင်လည်းမေရေမတမာသူလူမိုက်တစုကိုပြန်လဲရချင်းမုံညတဲ့ကဘာနဲ့ငါတွေ့ချင်းမောင်နှမတွေဒီမှာပြည်ကြီးငြိမ်းချမ်းမှုရနိုင်တဲ့တော်ဝိုင်းလို့ကူကြတာသားတို့မေစုပြန်လာရင်ခွတောင်းတီကျူးလို့ရဲ့တောင်းလန်ကိုလည်းမိုးပြန်အောင်လွှင့်မယ်မေပြန်ရင်စင်သစ်ဖြစ်အောင်အဘေကောင်းတဲ့ပန်းပန်းမို့တွေ့တောင်းလန်တွေနဲ့လွှင့်ငါဆောင်နေမယ်အမေပြောတဲ့အမှားစကားတွေအမေသိချစ်တဲ့မြမပြည်ကြီးကိုကြောက်တဲ့ကိုတော့ပြန်ရောက်မခံမခွတောင်းသွေးတွေပဲလောက်နေတာဒီဟုံကိုစံတက်လို့ရဲ့နေတဲ့သက်တီတွေပြမယ်ခွတောင်းသွေးပဲလောက်နေတာဒီအောင်ကျွန်တော်တော့ပြကြမယ်